안녕하세요 여러분. 디니 여러분들 코리아마 떠오네 땡기다리 뭐너 땡기다리 떠오미고 비벼비 떠마 피바에 바 땡기다리래 솔루션너 디그리로 야가이노로 따뜻마로 뭐너 아리 살롱이 떠오미고 비벼비 떠마 피바에 그래서 이 살레자요 시작할게요. 네,နံပါတ် 1 အနေနဲ့ဒီမှာ degree centigrade လို့ရေးထားတယ်ပေါ့နော် degree centigrade ပဲဖြစ်ဖြစ် degree Fahrenheit ပဲဖြစ်ဖြစ်ပေါ့နော်အဓိကတော့ကိုက degree ဆိုတဲ့စလုံးလေးပြောချင်တာပေါ့နော်အဲဆိုရင်ကိုရီးယားလို degree ဆိုတာလေးကို do လို့ခေါ်ပါတယ် do ရမယ်နော်နောက် percentage ပေါ့နော်ရာခိုင်နှုန်းကိုရီးအင်္ဂလိပ်လို့ဆို percentage လို့ပြောတာလေဟာလားနော်ရာခိုင်နှုန်းအဲ့ဒါကိုကိုရီးယားလိုအင်္ဂလိပ်တန်ထွက်လေး percentage လို့ပဲပြောဒါမှမဟုတ်ရင်ကိုရီးယားလို pro လို့ပဲပြောနှစ်ခုလုံးပြောလို့ရပါတယ်ဒါပေမဲ့အများသောအားဖြင့်တော့ pro လို့ပြောကြတာများတယ်ပေါ့နော်ဒါဆိုရင်ရာခိုင်နှုန်းလေးကို pro လို့ခေါ်ပါမယ် pro ရမယ်နော်နောက်တစ်ခုဒသမဆိုတာလေးပေါ့နော်ဒသမအားလေးကိုကြတော့ကျောင်းလို့ခေါ်ပါတယ်ကျောင်းဒသမလေးကိုကျောင်းလို့ခေါ်တယ်အဲ့ဒီကျောင်းလေးကသူကအမှတ်ဆိုတာလေးရသေးတယ်အမှတ်ပေါ့နော်အမှတ်အဲ့တော့တစ်မှတ်ရတယ်နှစ်မှတ်ရတယ်စသဖြင့်အဲ့လိုမှတ်ဆိုတာလေးကိုလည်းကျောင်းလို့ခေါ်တယ်ပေါ့နော်ဒါကြောင့်ဒီမှာနှစ်မျိုးလုံးရေးပေးထားတယ်ဒသမလည်းရတယ်အမှတ်လည်းရတယ်ဟုတ်ပြီနော်ဒါဆိုရင်ပြန်ပြောမယ်ဆိုရင် degree ကို do လို့ခေါ်မယ်ရာခိုင်နှုန်းလေးကို pro လို့ခေါ်မယ်ဒသမလေးကိုတော့ကျောင်းလို့ခေါ်ပါမယ်ရမယ်နော်ဒါဆိုရင်စာကြောင်းလေးတွေနဲ့အတူတူလေ့လာကြည့်အောင်နော်오늘 한국 기온은 30도예요. 오늘 한국 기온은 30도예요.ဒါဆိုရင်ပါလေဒီနေ့ကိုရီးယားရဲ့အပူချိန်က30 ဒီဂရီပါရမယ်နော်နောက် 제 시험 점수는 95.5점이에요. 제 시험 점수는 95.5점이에요. အဲ့ဒီမှာ95ကျောင်းပေါ့နော်အဲ့တော့ဒသမလေးကကျောင်းဆိုတော့ဟုတ်ပြီနော်95ကျောင်းဒသမ5ပေါ့နော်အဲ့တော့အနောက်ကကျောင်းကကြတော့သူကအမှတ်ကိုပြောတော့မှတ်အဲ့တော့95.5မှတ်ကျွန်တော်စာမေးပွဲအမှတ်က95.5မှတ်ဖြစ်ပါတယ်နောက်တစ်ကြောင်း성공 확률이 50%예요. 성공 확률이 50%예요. အဲ့ဒီမှာ50ရာခိုင်နှုန်းကို pro လို့ပြောသွားတယ်ပေါ့ဟုတ်ပြီနော်အဲ့တော့အောင်မြင်နိုင်ခြေ50ရာခိုင်နှုန်းရှိတယ်အဲ့တော့성공ဆိုတာကတော့အောင်မြင်တာပေါ့နော်ဒီမှာ what liu လို့ပြောပြီးမယ်အတန်အတွက်က 확률 လို့ဖတ်ပြီးမယ် 확률 နော် 확률이 50%예요ရမယ်နော်ကြည့်ဒါဆိုရင်အစာနဲ့တစ်ခေါက်ပြန်ပြီးတော့ဖတ်ပြပါမယ်오늘 한국 기온은 30도예요. 제 시험 점수는 95.5점이에요. 성공 확률이 50%예요. 네, 그래서 이거 야말 좀 말해. 나 땡겨서 막 야리 밤에 안녕.